ဒီနေ့ကျွန်တော်တို့ဆွေးနွေးမဲ့ဇလန်းကလေတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဓိကဇာတ်ကောင်က Swan Trader ဟုတ်တယ်သူကစားဖို့မူတရားမီမီဦးဆိုတဲ့ဆိုင်လေးအခုဖွင့်ထားတာ ဒါပေမဲ့အဲ့ဒီဆိုင်လေးကတာမန်ဆိုင်တော့မဟုတ်ဘူးနော် လုံးဝမဟုတ်ဘူးသူနောက်ွယ်ကဘဝကခေါက်ဆွဲပြုတ်တာထက်အများကြီးပိုရှုပ်ထွေးတယ်လို့ပြောဟာမှာပေါ့ သူ့ဆိုင်ရဲ့အဓိကဖောက်သေးတွေကကိုရီးယားမှာနာမည်အကြီးဆုံး ကုန်းကြီးစတာတယ် ဟုတ်တယ်ဂုံးစတာတွေနေ့လည်စာလာစားနေကြနေရဖြစ်နေတယ် အဲ့ဒီအချက်ကပဲဒီဇလန်ရဲ့အဓိကပရိဖတ်ခါကိုမိမောင်းထုတ်ပြနေတာပါစွန်ထေဆိုတာကဒါမှန်စားဖို့မဟုတ်ဘူးလေ သူကတစ်ချိန်ကကိုရီးယားမြေအောက်လောကကိုစိုးမိုးခဲ့တဲ့စီဂူပါဂိုင်းရဲ့ဒုတိယခေါင်းဆောင်နော် number 2မှန်တယ်သူရဲ့လောဖို့ကိုက်ဖတ်တွေဖြစ်တဲ့ဂုံးဖြိုးနဲ့ဖုန်ဟိုတို့နဲ့သူပြိုင်မဲ့မှန်သမျှကိုရှင်းထုတ်ခဲ့တဲ့ကြောက်စရာလူတယောက်ပေါ့တစ်ချိန်က ဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့အဓိကမေးခွန်းကဒါပဲအာနာကိုဆွန့်လွတ်ပြီးတာမန်ဘဝလေးကိုတိဆောက်ချင်တဲ့လူတယောက်ကသူ့အတိတ်ကနေတကယ်ပဲယုံထွက်လို့ရပါမလား ဒါမှမဟုတ်အာနာဆိုတာကကိုမလို့ချင်းလေးလေကိုစီကိုပြန်ရောက်လာလေးဖြစ်တဲ့တန်လိုက်တစ်ခုလိုဝဲလားပေါ့ ဟုတ်ပြီဒီအကြောင်းကိုပဲတွင်းကြကြလေ့လာကြည့်ကြအောင် စကလာအစမှာဆိုရင်စီကူဘာကိုင်းကသူတို့ခေါင်းဆောင်ကြီးဒဆူရဲ့ဥဆောင်မှုအောက်မှာအထွတ်အထိပ်ကိုရောက်နေတဲ့အချိန်ပေါ့ ဟုတ်တယ်ဆွန်းတယ်တော့တွန်းရောက်ရဲ့လက်ယုံရည်ကြောင်းကိုရီးယားရဲ့မြေအောက်လောကတစ်ခုလုံးကသူတို့လက်အောက်မှာပဲ ဒါပေမဲ့10နှစ်ကြာသွားတဲ့အခါမှာတော့ဆုံးတယ်ကလမ်းကြောင်းပြောင်းသွားပြီ အောင်မြင်တဲ့စားတော့ဆိုင်ပိုင်ရှင်ချစ်စရာကောင်းတဲ့သမီးလေးနာမီရဲ့အဖေ တာယာတဲ့မိသားစုဘဝလေးတစ်ခုကိုပိုင်ဆိုင်ထားပြီပေါ့ ကြည့်လိုက်ရင်တော့အေးချမ်းတဲ့ဘဝလေးလို့ထင်ရတယ်ဒါပေမဲ့အဲ့ဒီဘဝကိုတရားဝင်ဖြစ်အောင်လုပ်ဖို့ကြိုးစားတဲ့အခါမှာပဲပြဿနာကစတာပဲ ဟုတ်တယ်သူ့ဆိုင်ကိုချဲ့ခြင်းလို့ဘန်းချင်းငွေလျှောက်တယ် ဘန်ကလေချီးပေးဖို့အစင်တင်ပဲဒါပေမဲ့အဲ့ဒါစီကန်းချက်တစ်ခုပါလာတယ် အဲ့လာကရာဇဝဲမှုနဲ့ပတ်သက်မှုမရှိကြောင်းအထောက်ထားလို့တယ်ဆိုတာပဲ အဲ့ဒီမှာတင်သူ့ရဲ့ကဘာနှစ်ခုကတဲတဲ့တိုးတိုက်စေတော့တာပဲ ဒါကတကယ်ကိုတင်ကြတာတစ်ခုပဲလေသူ့ရဲ့အတိတ်ကသူ့ရဲ့အနာဂတ်ကိုတားဆီးပိတ်ပင်နေတာ သူ့ဇနီးကလည်းဒီအခြေအနေကိုတဲမခံနိုင်တော့ဘူးကျမတို့တာမန်လူတွေလိုပဲနေချင်တယ်ဆိုပြီးဖိအားပေးလိုက်ရော ဒါမဲ့သူ့အတွက်တကယ်ကိုအချို့ကွေ့ဖြစ်သွားစေတဲ့အဖြစ်ပြက်ကသူ့သမီးလေးနာမီနဲ့ပတ်သက်ပြီးမှာပါ ဟုတ်တယ်ဒီဇက်ဝန်ခံကတော်တော်လေးစိတ်ထိခိုက်စရာကောင်းတယ်တညမှာသူ့သမီးလေးကသူ့ရဲ့ဂိုင်းသားတွေစီမှာပိတ်ဆန်လိုက်တောင်းနေတာကိုမြင်လိုက်ရတယ် အဲ့ဒါတခုတည်းမဟုတ်သေးဘူးနောက်တစ်နေ့ចောင်းသွားဖို့တော့လေတခြားကလေးတွေကသူ့သမီးကို Coin Star ရဲ့သမီးဆိုပြီးဝိုင်းပယ်ထားကြတာကိုတွေ့လိုက်ရရော အဲ့ဒီမှာတင်သူသဘောပေါက်သွားတယ်သူတိဆောက်ခြင်းနဲ့အေးချမ်းတဲ့ဘဝဆိုတာကသူ့သမီးအတွက်တော့အစိတ်အတောက်ဖိနေပါလားဆိုတာကိုပေါ့ သူ့ရဲ့ဂိုင်းနာဘဝကသူ့သမီးရဲ့ကလေးဘဝကိုခိုးယူနေတာပဲဆိုပြီးခံစားလိုက်ရတာ ဒီချက်ကသူ့ကိုနောက်ဆုံးဆုံးဖြတ်ချက်ချဖို့တွန်းအားပေးလိုက်တာပဲ တစ်ဖက်မှာလည်းသူ့ရဲ့ခေါင်းဆောင်ကြီးဒဲစုကိုယ်တိုင်ကအဲ့ဒီခေါင်းဆောင်ဆိုတဲ့ဘဝကြီးကိုယုံကန်နေရတာလေတရားဝင်လောကကသူ့ကိုလက်မခံဘူး ဟုတ်တယ်ဖိအားတွေများလွန်းလို့ဈေးတွေနဲ့အိတ်ဆက်နေရတယ်ဆိုပြီးတော့ပြထားသေးတယ် သူကစွမ်းထဲကိုယင်ဖွင့်တယ်ဒီဘဝကထင်သလောက်မလွယ်ဘူးပေါ့ အဲ့ဒီညာပါပဲစွန့်ထေကဒဲဆူစီကို side အိမ်နဲ့တွားတယ်လူတွေကတော့ပိတ်ဆန်ထင်းနေတာ ဒါပေမဲ့အထဲမှာပါလာကနှုတ်ထွက်စာ ခေါင်းဆောင်တယောက်ကိုဒီလိုလောက်တာကတေချောင်းကြံတာနဲ့တူတူပဲလေ ဟုတ်တယ်ဒါပေမဲ့ဒဲစုရဲ့တုံပြန်ပုံးကအရန်ထူးဆန်းတယ်သူဒေါသမထွက်ဘူး အဲ့ဒီအစားဂိုင်းရဲ့အာနာနဲ့အမွေအနှစ်ကိုကိုစားပြုတဲ့မြင့်မြတ်တဲ့ဓားမြောင်ကိုစွန့်ထေကိုပေးလိုက်တယ် အဲ့ဒီနေရာမှာစဉ်းစားစရာတစ်ခုရှိလာပြီဒါကမင်းထွက်တွန်းလို့ရပြီလို့ခွင့်ပြုလိုက်တာလား ဒါမှမဟုတ်မင်းတာတကယ်စက္ကန့်တူအစစ်စပြီးတာဝန်လွဲလိုက်တာလား အရန်ကောင်းတဲ့မိကုန်းပဲကျမကတော့ဒုတိယတစ်ခုလိုပဲမြင်တယ်ဒေါ်စုကိုတိုင်လည်းဒီဝင်ထုတ်ဝင်ဖို့ရဲ့အလေးချိန်ကိုမနိုင်တော့ဘူးလေ ဆိုတော့စွန့်ထေတယောက်ပဲဒီဘဝရဲ့အနှစ်သာရကိုနားလည်ပြီးဒီဝင်ကိုထားနိုင်မယ်လို့သူယုံကြည်နေပုံရတယ် ဟုတ်တယ်ဒါဟာလွတ်မြောက်ခွင့်ပေးတာထက်တာဝန်လွဲပြောင်းမှုတစ်ခုလိုပဲမိဘဲချိန်မဲ့ဖြစ်ဖြစ်ဒီနေရာကိုပြန်လာရလိမ့်မယ်ဆိုတဲ့သဘောမျိုးတက်ရောက်နေလေ ဘယ်လိုပဲဖြစ်ဖြစ်စွန့်ထေကတော့အိမ်ပြန်ရောက်တော့သူမိသားစုနဲ့ဘဝတည်ဆတော်မယ်ဆိုပြီးပျော်နေခဲ့တာပေါ့ ဒါပေမဲ့နောက်တစ်နေ့မနက်မှာပဲတရင်ဆိုးကြရရော တဲစုသူ့ကိုသူအဆုံးစီရင်သွားပြီတဲ့ ဒီလိုနဲ့သူထွက်ပြေးချင်တဲ့လောကတဲ့ကိုအာနာလွန်ဆွဲပွဲကသူ့ကိုအတင်းကျပ်ပြန်ဆွဲခေါ်တော့တာပဲ ခေါင်းဆောင်တောင်မရှိတော့ဘူးဆိုရင်တော့အာနာလွန်ဆွဲပွဲကတော့ဖြစ်လာမှတေးကြတာပေါ့ ဟုတ်တယ်စီကူပါကွိုင်းမှလည်းခေါင်းဆောင်တဲ့ရွေးဖို့အရေးပေါ်အခြေအနေဖြစ်လာတယ်ဖြစ်နိုင်ခြေရှိတဲ့ကူစားလေလောင်က3ယောက် ပထမတစ်ယောက်ကဂုံဖြိုအရေးချင်းရှိတယ်ကြမ်းတယ်ဒါပေမဲ့
ထောင်တဲရောက်နေတယ် ဟုတ်တယ်ဒုတိယတစ်ယောက်ကဖုန်းဟိုစိတ်အားထက်သန်ပြီးမဲ့လူကျိတ်မများဘူး နောက်ဆုံးတစ်ယောက်ကတော့ကျွန်တော်တို့ရဲ့ဇက်လိုက်ကြော်စွန့်ထေမော် အကြီးကဲထစ်တူဆမ်ကသူ့ကိုပဲခေါင်းဆောင်ဖြစ်စီချင်နေတာ ဒါပေမဲ့စွန့်ထေကတော့ခောက်ဆွဲပဲပြုတ်ချင်နေတဲ့သူလေသူကပြက်ပြက်တောက်သားညင် အင်းဒါပေမဲ့ဂွန်ရဲ့ထုံးတန်းစင်လာရသူ့လည်းရွေးကောက်ပွဲဝင်ရမယ်ဆိုပြီးအတင်းချက်ဖိအားပေးခံရတော့တာပဲ ဒီဝါပဲဒီဇက်လိုက်ရဲ့အလွဲဆုံးနဲ့အပျော်ဆုံးအခန်းတစ်ခန်းကိုရောက်လာရောရွေးကောက်ပွဲမဲဆွယ်ပွဲနီးမှာပေါ့ တခြားကူစားလေလောင်းတွေကမိန်ခွန်းတီချွေးနေတဲ့အချိန်စွန့်ထဲကတော့ခွိုင်းထောင်းအားလုံးရဲ့အစားအသောက်တွေချက်ပြုတ်ကျွေးမွေးနေတယ် တီတော့စင်ဘော်တက်ပြီးသူပြောလိုက်တဲ့စကားတကုန်းကတော့တမိုင်းဝင်ပဲ ခဏလေးကျွန်တော်ပြောမယ်သူပြောတာကကျွန်တော်ကိုမဲမထည့်တဲ့လူတိုင်းကိုတစ်တက်လုံးနေလက်စာအလကားကျွေးမိတယ် တကယ်ကိုထူးဆန်းတဲ့နိုင်လာရေးပဲနော် ဟုတ်တယ်ရှုံးချင်လို့လုပ်တဲ့နီးပြူဟာဆိုပေမဲ့ဒီအချက်ကဘာကိုပြနေလဲဆိုတော့သူကအာနာကိုမမတ်မောဘူးဂိုင်းသားတွေရဲ့ဘိုက်ကိုပဲစဉ်းစားပေးတယ်ဆိုတဲ့ပုံရိပ်ကိုမထင်မှတ်ပဲထင်တာတွားစေတယ် တိကြပါတယ်အာနာလိုဘကြီးတဲ့လူတွေကြားထဲမှာအာနာကိုစိတ်မဝင်စားတဲ့သူ့ရဲ့ပုံစံကပဲသူ့ကိုအားလုံးတဲ့ပိုထင်းပေါ်သွားစေတာ ရလက်ကတော့မမျော်လင့်ပဲမဲပဲတက်နဲ့သူနိုင်သွားရော ဒီနိုနဲ့စွန့်ထေရသူ့အမုန်းဆုံးဖြစ်တဲ့စီကူပါကိုဂိုင်းအိတ်ခေါင်းဆောင်ဖြစ်လာခဲ့တာပါသူ့တော့ဒါကကျင်းစားတစ်ခုလိုပါပဲ ယာတို့ကနေလွတ်မြောက်ဖို့သူပထမဆုံးစူးစမ်းတာကလေးရေးစရတယ်သူ့ကိုယ်သူအဖမ်းခံရအောင်လုပ်ဖို့စူးစမ်းတယ် တဲ့ဆူချင်းဝင်မရခဲ့တဲ့ဘန်းကိုတွားပြီးရန်ရှာတယ်ဝန်နှန်းကိုထိုးတယ် ရဲကိုအဖမ်းခိုင်းနေပေါ့ဒါပေမဲ့ရောက်လာတဲ့ရဲမှုချွန်စစ်ကသူ့မီမီအိုးဆိုင်ကခောက်ဆွဲကိုအရင်ကြိုက်တယ်ဖောက်တယ်တယောက်ဖဲနေတယ် ဟာသူ့ဆိုင်ပိတ်သွားမှဆိုလို့စွန့်ထက်ကိုမဖမ်းပဲအိမ်ပြန်လွတ်လိုက်တာ သူ့ရဲ့ကောင်းတဲ့ပတ်ချမ်းကသူ့ရဲ့မကောင်းတဲ့ရည်ချက်ကိုလာပြီးတားဆီးနေတယ်လို့ပဲနော် ဟုတ်တယ်ဒီလိုနဲ့သူ့ရဲ့ခေါင်းဆောင်တင်မြောက်ပွဲအခမ်းအနားတွေကိုရောက်လာရောသူ့မဲ320မဲနဲ့အနိုင်ရကြောင်းကြီးညာမဲ့အချိန်မှာပဲ တခါလေပွင့်လာပြီးကုန်းဖြိုထောင်ကလလာပြီးဆိုတဲ့တဲ့နဲ့သူရောက်ချလာတယ် လူလိုက်ကတော့သွေးထွက်တန်ယူတိုက်ပွဲကြီးတစ်ခုဖြစ်တော်မယ်လို့ထင်နေကြတာပေါ့ ကုန်းဖြိုကစင်မော့တက်လာပြီးမိုက်ခရိုဖုန်းကိုကိုက်လိုက်တယ်အားလုံးကသူခေါင်းဆောင်လှုပ်တော့မယ်လို့ချေနေတဲ့ချိန်မှာ သူပြောလိုက်တဲ့စကားကအားလုံးကိုအံ့အားသင့်သွားစေတယ်ကျွန်တော်ခေါင်းဆောင်ရာတို့အတွက်စွန့်ထက်ကိုပဲထောက်ခံပါတယ်တဲ့ ပြီးတော့ကျွန်တော်မှတန်ကိုအာတန်တန်းထွက်တက်ဆရာရှိတယ်ဆိုပြီးထွက်သွားပါလေရော ဒါဘလို့ဖြစ်သွားတာလဲကြောက်စရာအကောင်းဆုံးဂုံစတာကတန်ကိုကတမဖြစ်ချင်နေတယ်လား အဲ့ဒီအချက်ကဇလန်ရဲ့အဓိကသိမ်းမအခုဖြစ်တဲ့တာမန်ဘဝကိုထေရိချင်းဆိုတာကိုပို့ပြီးခိုက်မှစေတယ်လို့ထင်တယ် မှန်တယ်စုံးတဲ့တယောက်တည်းဒီလိုဖြစ်နေတာမဟုတ်ဘူးဂုံဖြူလို့ကြမ်းတမ်းတဲ့လူတော်မှသူ့မှာကိုယ်ပိုင်အင်မတ်ကိုယ်ပိုင်ဘဝတစ်ခုရှိနေတယ် ဂုံတာဘဝဆိုတာကသူတို့ရဲ့ရွေးချယ်မှုမဟုတ်ပဲအချင်းကြီးအရာရောက်သွားရတဲ့နေရာတစ်ခုဆိုတာကိုပြနေတယ်လို့ပဲ အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ပေါင်းပြီးနောက်ဆုံးအစီအစဉ်တစ်ခုဆွဲကြတယ် အာနာကနေလွတ်မြောက်ဖို့အတွက်တေမာပဲရတော့မယ်ဆိုပြီးသူတို့ကိုယ်သူတို့တေချင်းအောင်ဆောင်းကြတယ် လူတွေအများကြီးရှေ့မှာအကြီးကျယ်ရမ်းဖြစ်ကြပြီးနှစ်ယောက်လုံးမြစ်ထဲကျပြီးပျောက်သွားဟန်ဖန်တီးခဲ့ကြတယ် ဒီလိုနဲ့သူတို့နှစ်ယောက်တေပြီးလို့လူတန်းကယူဆပြီးခေါင်းဆောင်နှစ်ယောက်ကိုဖုန်ဟိုကအလိုအလျောက်ရသွားခဲ့တယ် အခုမှပဲစွန့်ထည်တယောက်လွတ်မြောက်ပြီးလို့ထင်ရပေမဲ့ဒီနေရာမှာပဲဇလန်ရဲ့အကြီးမားဆုံးအလဲ့ပြောင်းကရောက်လာပါတယ်ကြီးကဲဆန်တို့ရဲ့စကားကိုကြားဖြတ်နားထောင်မိခဲ့တယ်အဲ့ဒီမှာပဲအမှန်တရားအားလုံးပေါ်လာတော့တာပဲ ဒက်ဆူကသူ့ကိုယ်သူတက်သေးတာမဟုတ်ဘူး မဟုတ်ဘူးအကြီးကဲဆန်ကနောက်ွယ်ကနေကြိုးကွင်ပြီးတက်ခဲ့လာ အခုလေဖုန်ဟိုကိုသူ့ရဲ့မူရေးစေဝါလုပ်ငန်းကြီးမှာပါဝင်ဖို့ဖိအားပေးနေတာကိုသိလိုက်ရတယ်။ဒါကဂိုင်းရဲ့ပြဿနာမဟုတ်တော့ဘူး ဂိုင်းတစ်ခုလုံးကိုအစ်စ်ခတ်နေတဲ့ကန်ဆာလိုဖြစ်နေပြီ ။ဒီလူရဲ့ချက်ကတခုတည်းမဟုတ်သေးဘူးနော် ဟုတ်တယ်စွန့်ထည်ကနောက်ထပ်အမှန်တရားတစ်ခုကိုထောက်ပြောတယ်သူ့ရဲ့လက်ထောက်အမြဲတမ်းသူ့ဘေးမှာရှိနေတဲ့ထဲခုကတာမန်စားပွဲထိုးရအောင်မဟုတ်ပဲလူကရဲအရာရှိတူဖြစ်နေတယ်ဆိုတာကိုသူအစကတည်းကသိနေခဲ့တယ်တဲ့ ။ခနာလီဒါကတော့တကယ်ကိုအံ့ဩစရာပဲ သူဘလို့လို့တီးနေရလဲပြီးတော့တီးရတာနဲ့ဘာလို့သူ့ဘေးမှာဆက်ထားနေသေးတာလဲစွန့်ထည်ရှင်းပြပုံအရာတော့ထဲကူကသူ့ရဲ့ရဲယူနီဖောင်းကိုကောင်းကောင်းမဖော်ထားတယ်လို့တဲ့ ။ဟာဒါပေမဲ့အဲ့ဒီနောက်ွယ်ကအကြောင်းရင်းကပိုပြီးနဲနဲတယ်မလား ဟုတ်တယ်စွန့်ထည်ကသူ့ကိုမဖော်ထုတ်ပဲရဲတပ်ဖွဲ့ကိုတရင်မားတွေပေးဖို့အတုံးချခဲ့တာ ။ဒီအချက်ကစွန့်တယ်ဆိုတဲ့ဇက်ကောင်ကိုကျွန်တော်တို့အတိဖြာမြင်စေတယ်။သူကထွက်ပြေးနေတဲ့စားဖို့မှုတယောက်ဆိုလားတဲ့ အချင်းနဲ့အားလုံးကိုနောက်ွယ်ကနေစောင့်ကြည့်ပြီးထိန်းချုပ်နေတဲ့စစ်တွင်သမားတယောက်နဲ့ပို့တူလာတယ်သူကသူထင်ထားတာအများကြီးပို့ပြီးပါနတ်နေတယ် ။ကဲအခုတော့အဖွဲ့ဝင်တွေဆုံးသွားပြီ။အာနာကိုစမ်းရှယ်ခွာခြင်းနဲ့စွန့်တယ်။တန်ကိုအကသမားဖြစ်ခြင်းနဲ့ကုန်းဖြို
ပြီးတော့သူ့အမားကိုပြန်ပြင်ချင်နေတဲ့လျှော်ဝဲရဲ့ထဲကူ သူတို့၃ယောက်ပေါင်းပြီးအကြီးခဲဆမ်ရဲ့အကြံအစည်းကိုဖော်ထုတ်ဖို့လက်တွဲကြတော့တယ် ထဲကူကအရင်ကအမားတွေလှုပ်ထားဘူးလို့ရဲတပ်ဖွဲ့ကသူ့ကိုမယုံတော့တဲ့အတွက်သူတို့ကိုယ်တိုင်ပဲဒီကိစ္စကိုဖြေရှင်းဖို့ဆုံးဖြတ်ခဲ့ကြတယ် ဘာလို့ရောက်မှမတည်ပဲအဲ့ဒီမူရိတ်ဆေးတွေကိုဘာဆက်ထဲထည့်ပြီးစားကြလိုက်တယ် အဲ့ဒီနောက်မှာတော့အခြေအနေတွေကထိမနိုင်သိမ့်မရဖြစ်ကုန်တော့တာပဲ ဟုတ်တယ်ထေကူကမူရိတ်ဆေးအရှိန်နဲ့ဆိုရှယ်မီဒီယာမှာတိုင်းရိပ်ထုတ်လွှင့်မှုတစ်ခုကိုဖွင့်ပြီးရဲမှုချွန်းစေစီကိုပို့လိုက်တယ် ပြီးတော့သူ့ရဲ့လက်ချေပလာကိုတနက်လိုပုံစံလုပ်ပြီးလူတိုင်းကိုဖမ်းဖို့ကြိုးစားတော့တယ် တကယ်ကိုပရံပရာနိုင်တဲ့အခြေအနေမှာပဲစွန်းထန်နဲ့ကုန်းဖြိုတို့အချိန်မီရောက်လာခဲ့ကြတယ် စွန်းထက်ကရောက်ရောက်ချင်းတိုက်ခိုက်တာတင်ဘာမှမလုပ်ဘူးသူလှုပ်လိုက်တာကသူ့ကျွမ်းကျင်ဆုံးရပဲ သူကဘဒုတလုံးနေလေစာအလကားစားခြင်းလဲလို့အော်မေးလိုက်တယ် ဒီစကားတစ်ခွန်းကတနက်တစ်ထောင်ထက်ပိုပြင်းထန်သွားတယ်ဂုံဒါတဝတ်ကျော်ကချက်ချင်းပဲသူ့ဘက်ကိုကူးပြောင်းသွားခဲ့ကြတယ် ဒါကသူ့ရဲ့စားဖို့မူးပွားကသူ့ရဲ့ဂုံသားပွားကိုနိုင်ယူလိုက်တဲ့အခိုက်အတန့်ပဲ အဲ့ဒီနောက်မှာတော့နောက်ဆုံးတိုက်ပွဲကြီးဖြစ်ပွားခဲ့တယ်ဒီတိုက်ပွဲကလည်းတကယ်ကိုကြည်ကောင်းတယ် ကုန်းဖြိုကသူ့ရဲ့တန်ကိုအကကွဲတီကိုတိုက်ခိုက်ရေးပညာနဲ့ပေါင်းစပ်ပြီးဖုံးဟိုလှလှပပအနိုင်ယူခဲ့တယ်သူ့ရဲ့အိမ်မက်ကသူ့ရဲ့အတိကိုအနိုင်ယူသွားတာပို့ အင်းစွန်တယ်ကတော့ထွက်ပြေးဖို့စ조사နေတဲ့ Sam ကိုအမိလိုက်ပြီးတဲဆူပေးခဲ့တဲ့အမွေအနှစ်ထားမြောင်နဲ့မထုကိုနှိမ်နှင်းဖမ်းဆီးခဲ့တယ် ဇလန်ကစခဲ့တဲ့နေရာမှာပဲပြန်ဆုံးသက်သွားတယ် ခဏကြာမှရဲတွေရောက်လာပြီးအခြေအနေကိုထိမ့်သိမ့်လိုက်တယ်ရဲမှုချွန်းစစ်ကဘဒုကစစ်ကုပရဲ့တကက်ခေါင်းဆောင်လဲလို့မေးတဲ့အခါလူတိုင်းရဲ့အချီကစွန်ထက်စစ်ကိုရောက်သွားတယ် သူကနောက်ဆုံးမှာတော့သူရှောင်ပြေးလို့မရတဲ့အာဏာကိုလက်ခံရတော့မယ့်အခြေအနေပဲ ဒါမဲ့တူလှုပ်လိုက်တဲ့ဆုံးဖြတ်ချက်ကအားလုံးကိုမင်တက်သွားစေခဲ့တယ် သူကဒီနေ့ကစပြီးစီကူပါခံကိုဖျက်သိမ်းလိုက်ပြီလို့ကြေညာလိုက်တယ် သူဟာအာနာကိုရှောင်ပြေးဖို့နီလန်ပေါင်းစုံနဲ့စူးစမ်းခဲ့ပေမဲ့နောက်ဆုံးမှာတော့အဲ့ဒီအာနာကိုလက်ခံပြီး အဲ့ဒီအာဏာကိုပဲအသုံးပြုပြီးသူ့ကိုနောင်ဖက်ထားတဲ့စနစ်ကြီးတစ်ခုလုံးကိုပြန်လည်ဖျက်သိမ်းပစ်ခဲ့တယ် အကျဉ်းဒီကုံလွန်တွားပြီးနောက်ထေကူတော့ကိုလီယာရဲ့ရဲချုပ်ထလာခဲ့တယ်ပေါ့ ဒီဇက်တင်ကကျွန်တော်တို့ကိုစဉ်းစားစရာတခုချန်ထားခဲ့တယ်နော် ဟုတ်တယ်စွန်ထဲရဲ့ဘဝခီးကိုပြန်ကြည့်ရင်သူဟာအစပိုင်းမှာအတိတ်ကနေထွက်ပြေးဖို့ပဲစူးစမ်းခဲ့တယ်ဒါပေမဲ့သူဘလောက်ပြေးပြေးအတိတ်ကတူးနောက်ကိုအရိတ်လိုလိုက်နေခဲ့တယ် နောက်ဆုံးကတော့သူထွက်ပြေးနေလို့မရမှန်းတီးသွားပြီးအတိတ်ကိုတဲ့တဲ့ရင်းဆိုင်ကိုဆုံးဖြတ်လိုက်တယ် ဆိုတော့မင်းစလာရှိတာကလူတယောက်ဟာသူ့ရဲ့အတိတ်ကနေတကယ်ပဲလွတ်မြောက်နိုင်ပါသလား ဒါမှမဟုတ်ငြိမ်းချမ်းမှုကိုရှာဖွေဖို့အတွက်အတိတ်ကိုအပိတိုင်ရင်းဆိုင်ပြီးဖျက်ဆီးပေးရမှာလား ဒီဇလန်ကတော့ဒုတိယအချက်ကိုညွန့်ပြနေတယ်လို့ပါပဲတခါလေမှာအကောင်းဆုံးကောင်းဆောင်မှုဆိုတာကယာထုကိုလက်ခံပြီးအုပ်ချုပ်တာမဟုတ်ဘူး လူတိုင်းကိုအာနာတီဆော့ပုံဟောင်းတွေနဲ့ခွဲထွက်ပြီးကိုလန်းကိုရှောင်နိုင်တဲ့အစအသစ်တစ်ခုစီကိုဥဆောင်သွားပေးတာမျိုးဖြစ်နိုင်တဲ့ဆိုတာကိုဒီဇလန်ကမိမောင်းထုတ်ပြသွားခဲ့တယ် အာနာကိုဖြစ်သိမ်းမှုအတွက်အာနာအရှိဆုံးသူဖြစ်လာခဲ့ရတဲ့စားဖို့မှုတယောက်ရဲ့ဇလန်ပါပဲ